ဘယ်လက်ကိုအသုံးချတယ်နော်သူကတပင်ကဒီပုံမှန်ထားတာဟုတ်ပြီဒါဆိုင်တော့ကိုကတပင်ညတာတော့တဆိုင်မညဆိုင်ပြောင်းတာနဲ့တပင်ပုံစံမှာတိတ်ပုံကြတော့တူတိုင်းနဲ့မကြော်တိုင်းနဲ့မတူဘဝတစ်ခုပြောင်းလဲဖို့အတွက်ကိုသူဟာဖန်တီးရှင်ပါရာသာအင်းမပေါ့စီရရာသာပေါ့စီဖြစ်အောင်သူ့ရဲ့ပုံတူတွေနဲ့တရုပ်ဆောင်ခဲ့ပြီးတော့ဒီနေ့အထိညပညာဘဝရာသာပေါ့စီတွေရက်တည်နေနိုင်ခဲ့တာလေသူ့ရဲ့ကျေးဇူးပါလို့ဒါကြောင့်ဘယ်တော့မှကျွန်တော်ကျေးဇူးရှင်တွေကိုမပြတ်မပါဘူးပြောချင်ပါတယ်ပေါ့စီတဲ့ကြောက်စရာအိုက်တင်ကတပည့်ရမတူဘူးတဲ့အိုက်တင်တူတယ်ဗျာတဲ့ရာသာနေဦးနဲ့တူတယ်ရာသာနေဦးကအဲ့မှာကြော်ညာတွေပေါက်နေတယ်ကြက်တယ်မဟုတ်ဘူးနဲ့ပေါက်နေတဲ့အချိန်ကြတယ်ကြောက်စရာနေပြီးတော့အခုကျွန်တော်ပစိုးနဲ့အင်ဂျီကတော့ခဏရာသာနေဦးအိုက်တင်နဲ့ခုညအပိချမနေ့ပြန်ကိုနန်ဆိုင်းကြီးမှာကျွန်တော်တော့ခုညရှေ့ကြီးမှာကိုနန်ဆိုင်းရတဲ့အိုက်တင်တီးလေးတီးပေါ်ကတာတီးလေးတီးကိုခေါ်ထားတယ်သွားကနေဒီပုံတော်ပြအောင်တမင်းညရော့အင်ဂျီကိုကြတထဲဝယ်ပြီးတယ်ပစိုးကတထဲကြီးနဲ့ပေါ့ဟိုဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတဲ့အခြေခံလေးကိုပြောပြတာပါ